မင်္ဂလာပါရှင် Lucky Podcast ကနေပြီးတော့အားလုံးကိုကြိုဆိုပါရစေ။ကျွန်မကတော့ Re ဖြစ်ပါတယ်ရှင်။ဒီနေ့မှာတော့ကျွန်မတို့ရဲ့ Lucky Podcast ရဲ့ပင်တိုင်းဆရာဖြစ်တဲ့အာစကြာကံမီယာ Lucky ပညာတန်းတန်းကဆရာမိုးကျော်သူကိုဖိတ်ခေါ်ထားပါတယ်ရှင်။ဆရာမင်္ဂလာပါရှင်။ မင်္ဂလာပါသမီးရေ ဟုတ်ကဲ့ဒီနေ့ကြည့်နေတဲ့ပရိသတ်ကြီးကိုပေါ့နော်ဆရာမိတ်ဆက်ပေးပါအောင်ရှင်။ အားလုံးပဲမင်္ဂလာပါဆရာကတော့အောင်စကြာကံမီယာလောကီပညာတန်တန်းကဆရာမိုးကျော်သူဖြစ်ပါတယ် ဟုတ်ကဲ့ဒီတစ်ပတ်မှာလည်းပေါ့နော်ထုံးစံတိုင်းမေးစရာလေးတွေရှိရပေါ့နော်လူတွေထဲမှာနေကြတော့လေလူတွေရဲ့ကိစ္စတွေကလည်းတနေ့တနေ့ကြုံရတဲ့အတွေ့အကြုံတွေကလည်းမရိုးတော့တိချင်တာလေးတွေပေါ့နော်ဆရာဒီ Lucky နဲ့ပတ်သက်တာလေးတွေပေါ့ကျွန်မလွန်ခဲ့တဲ့ရက်ကဆရာတို့ရဲ့ဒီအောင်စကြာ TikTok ကိုဝင်ကြည့်တော့ပေါ့နော်ကျွန်မဒီမှာဆရာပြောကခုထားတဲ့ဗီဒီယိုလေးတွေကိုကျွန်မတွေ့ပါတယ်အဲ့မှာဆိုလို့ရှိရင်ပေါ့ကျွန်မစိတ်ဝင်စားပြီးတော့ကျွန်မတိချင်တာပေါ့နော်ကျွန်မကိုယ်တိုင်လည်းစီးပွားရေးလုပ်နေတဲ့သူဖြစ်တဲ့အတွက်စီးပွားတက်တဲ့အတွက်စီးပွားဖြစ်တဲ့အတွက်မနာလို့အောက်လန်းနဲ့လုပ်တယ်ဆိုရဲ topic မျိုးကိုကျွန်မမြင်လိုက်တယ်ပေါ့နော်ဆိုတော့ကျွန်မကိုယ်တိုင်လည်းကိုဒီလိုတန်တရားဝင်တဲ့ကိစ္စလေးရှိတယ်ကျွန်မပုံရင်းကျွန်မလည်းဖြစ်နိုင်လားဟုတ်လားမသိဘူးဆိုပြီးတော့ဖြစ်နေကြတယ်ကျွန်မမိတ်ဆွေတွေအဲ့လိုမျိုးလည်းရှိတယ်ပေါ့နော်ဆရာအဲ့တော့ဆရာရဲ့ဒီ professional line ဖြစ်တဲ့ဆရာတို့စီမှာဟောဒီစီးပွားဖြစ်လို့အောက်လန်းနဲ့လုတ်တယ်ဆိုတာမျိုးဟာဖြစ်နိုင်ပါသလားဆရာ ဖြစ်နိုင်မှာသလားဆိုတော့ဖြစ်နိုင်လို့ပဲဆရာတို့တွေ့ခဲ့ကြုံခဲ့ရတာလေအများကြီးပေါ့နော်ဒါကတာမန်လူတွေကိုပြောရင်တော့ဟိုယုံကျင်လဲယုံမယ်ယုံတဲ့လူလည်းရှိမယ်မယုံတဲ့လူလည်းရှိမယ်ပေါ့ဒါပေမဲ့တကယ်လက်တွေ့ခံစားရတဲ့လူတွေကြတော့ဒါကယုံရတာပဲမယုံလို့လည်းမရဘူးလက်တွေ့ဖြစ်နေတာပေါ့ဆိုတော့ဒီမိခုနမေးလိုက်တယ်ဆရာတို့ရဲ့ TikTok မှာဒီပြောကကုတဲ့ဗီဒီယိုလေးတွေတွေ့ရဆိုဆရာနှစ်ပိုင်းခွဲပြောကြတယ် ဟုတ်ကဲ့ လွန်ခဲ့တဲ့10စုနှစ်တစ်ခုလောက်ကဆရာတို့ပြောကဆိုရင်အုံကျွတ်ကုခဲ့တဲ့အချိန်တစ်ချိန်ရှိတယ် ဟုတ်ကဲ့ အဲ့ဒီအချိန်ကြော်လာတော့ဆရာတို့သူသဖြင့်ဆရာပေါ့နော်ပြောကကုရတာကိုနည်းနည်းလေးတောင်ဝေကရစရာလေးတွေဟိုစိတ်မထားတတ်ရင်ကုသိုလ်ကနေအကုသိုလ်ဖြစ်တဲ့အပိုင်းလေးတွေတွေ့လာတဲ့အခါကျတော့ဆရာပြောကကုတာကိုနည်းနည်းလေးဟို short ထားတာပေါ့တိတ်မကုပြဘူးကုလို့ရှိရင်လည်းကိုယ်နဲ့ကြုံလာလို့စုံလာလို့ရှိရင်လည်းမဖြစ်ကုပေးရမယ်ဆိုရင်လည်းဒီလိုမျိုးတင်လေးတင်တာမရှိဘူးပေါ့အခုနောက်ပိုင်းကျတော့ပြောကအတိုက်အခိုက်ဆိုတော့နေရာပေါင်းစုံကဏ္ဍပေါင်းစုံကနေပိုများလာတဲ့အခါကျတော့မသိသေးတဲ့လူတွေသိပါစေဆိုတဲ့စိတ်နဲ့တင်လိုက်တာပေါ့ဆိုတော့ဒါတင်လိုက်တာစီကျွန်တော်တင်လိုက်တဲ့ဗီဒီယိုအတူအစလေးอ่ะတေးသေးလေးပဲရှိသေးတယ်ကျတော့ဒီဗီဒီယိုရဲ့နောက်ကွယ်မှာလက်တွေ့ကုရတာတွေလက်တွေ့ကြုံရတာတွေအများကြီးရှိတယ်ဆိုတော့စီးပွားရေးနဲ့ပြောကနဲ့စီးပွားတက်ရင်ပြောကတိုက်ခိုက်ခံရတာဖြစ်နိုင်သလားဆိုတဲ့ပိုင်းကိုဆရာဖြေမယ်လေဆိုတော့ဆရာတို့ပြောကြတယ်တော်တော်များများပြောဦးကြလိမ့်မယ်စီးပွားတက်ရင်လူခိုက်တယ် ဟုတ်ကဲ့ဆရာ ဘာကားလို့မရှိလူကြီးပြောခဲ့တဲ့သကပုံလို့ဖြစ်ခဲ့ဘူးတဲ့တကယ်ကိုစီးပွားတက်ရင်လူခိုက်ပါတယ်ဘယ်လိုခိုက်လဲဆိုတော့အခုလိုအတိုက်ခိုက်တွေကိုလူကြီးသူမတွေကပြောခဲ့တာဆိုတော့လူမာကလူမျိုးမျိုးစိတ်ထွေတွေရှိတယ်မနာလိုတာတွေရှိတယ်ဝင်တိုတာတွေရှိတယ်ကိုယ့်ထက်သာမနာလိုတာတွေရှိတယ်မနာလိုတဲ့အခါမှာချို့လူပြီးသားတဲ့လူတွေကြတော့သူအောင်မြင်တယ်သူတိုးတက်တယ်ငါလည်းသူ့လိုအောင်မြင်အောင်တိုးတက်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့မှန်ကန်တဲ့နီလန်းနဲ့ကြံစပြီးတော့တိုးတက်အောင်ကြိုးစားကြတယ်တချို့ကြတော့လေငါမအောင်မြင်ရင်ဆိုကြပါစို့စီဝါချင်းတူတူပေါ့သမီးနဲ့ဆရာလည်းစီဝါတူတူသမီးကတော့အောင်မြင်နေတယ်ဆရာမအောင်မြင်ဘူးငါမအောင်မြင်ခြင်းဟာသူရှိနေလို့ဆိုတော့မဆိုင်တဲ့ဝင်တို့မစစ်ရစိတ်ကြောက် လွယ်ပေါ့နော်ဆရာဟုတ်ကဲ့ အဲ့ဒါပေါ့ဟိုမကန်အယူမှအတွေးမှတွေပေါ့ဆိုတော့သူအောင်မြင်ခြင်းဟာသူ့ရဲ့ကြိုးစားမှုနဲ့ဆိုင်တယ်ကိုမအောင်မြင်ခြင်းဟာကိုဘာလိုနေသေးလဲကိုဘာတွေစူးစမ်းဖို့လိုနေသေးလဲဒီလိုမကန်မတွေးတော့နိုင်မဲနဲ့သူမရှိရင်ဆိုကြပါတော့သူ့ရဲ့ဖောက်တယ်ငါရှိလာမှာပဲဆိုတဲ့စိတ်မျိုးမကောင်းတဲ့စိတ်တွေဝင်လာတဲ့အခါကျတော့ဒီလိုမျိုးအတိုက်အခိုက်တွေပြုတ်လောက်လာကြတာဟိုတော့ဆိုရင်တော့ဒီလိုသူဘာကိုတိုက်ခိုက်ပေးတဲ့အောက်လန်းတို့နေမလားစုံးကိုဝေးတို့လူသားသူသားတဲ့ပေါ်ပေါ်နေမနေတတ်ကြဘူးဒါဆိုအခုရောဆိုတော့အခုလည်းပေါ်တယ်နေမနေပါဘူး ဟုတ်ကဲ့ သို့တော့မျိုးတို့မော်လိုင်းမော်ကဟိုအောက်လန်းဘာညာကိုဆရာမပြောလို့ပါဘူးတကယ်ဆရာတို့
ကြုံမှုတွေ့ဘူးတဲ့အောက်လန်းတွေကပေါ်ပေါ်လည်းနေမနေကြဘူးသူတို့ကအတိုက်ခိုက်နဲ့ပတ်သက်လာရင်လည်းလုံးတင်မလုံးတင်သူတို့စိတ်ဝင်စားဘူးသူတို့လိုဘတစ်ခုပဲခိုင်းတဲ့လူကအငွေပေးတယ်သူတို့ငွေရတယ်လုံးမှာပဲဆိုတော့ဒီနောက်ပိုင်းမှာဒီလိုအဖြစ်အပျက်တွေတော်တော်များများဖြစ်လာတာစီးပွားရေးကိုထိခိုက်အောင်လုပ်ချင်တယ်စီးပွားရေးကိုထိခိုက်အောင်လုပ်ချင်တယ်ဆိုတဲ့နေရာမှာတခုတည်းကိုသူတဲမလုပ်ကြတော့ဟုတ်ကဲ့သမီးကိုစီးပွားရေးပြက်ချင်လို့လုပ်ရင်သမီးစီးပွားရေးတခုတည်းကိုတဲမလို့ဘာပေါင်းတော့နဲ့တိုက်ခိုက်တာသမီးအကျမ်းမာရေးလည်းထိချင်ထိမယ်လူငွေရေးလည်းထိရင်ထိမယ်ဒါမှမဟုတ်သမီးအစုအဖွဲ့ပေါ့ဒီအစုအဖွဲ့တစ်ခုနဲ့အလုပ်ဖြစ်နေရဆိုရင်ဒီအစုအဖွဲ့ကိုတင်းခွဲပလိုက်မယ်ဟုတ်ကဲ့တနေရာစီကွဲသွားမယ်သမီးမှာဥပမာစီးပွားတက်နေခြင်းအကြောင်းကမှယုံကြည်ရတဲ့ဝန်ထမ်းတွေရှိမယ်ဟုတ်လားမန်နေဂျာတွေရှိမယ်ဆိုကြပါတော့နော်အဝယ်တော်တွေရှိမယ်အယောင်းတော်တွေရှိမယ်စသဖြင့်ဒီအစုအဖွဲ့နဲ့သမီးစီးပွားဖြစ်နေတယ်ဆိုရင်ဒီအစုအဖွဲ့ကိုခွဲထုတ်ပလိုက်တာဟုတ်ကဲ့ပါအဲ့တော့ယုံကြည်ရတဲ့မန်နေဂျာမရှိရင်လည်းတစ်ဖက်ပြုတ်သလိုပဲစီးပွားရေးမှာအယောင်းဝန်ထမ်းမရှိရင်လည်းအဆင်မပြေအသက်ပြန်ခန့်အဆင်မပြေဒါမျိုးတွေနဲ့ဘာပေါင်းဆောင်တိုက်ခိုက်ရတယ်ဒီလိုပဲစီးပွားရေးတစ်ခုကိုယ့်ရဲ့အတွေးဉာဏ်နေထက်ထက်မြက်မြက်နဲ့မှန်မှန်ကန်ကန်တက်တက်ကြွကြွလုံးနိုင်မှုဆိုတော့ကျမ်းမာရေးကောင်းနေဖို့လည်းလိုတယ်ဟုတ်ကဲ့ဒါပေါ့ဆရာဆိုတော့သမီးရဲ့စီးပွားရေးကိုထိခိုက်ဖို့အတွက်တိုက်ခိုက်တဲ့သူကဘာမှမဆိုလုပ်မှာပဲသမီးကျမ်းမာရေးထိခိုက်အောင်လည်းလုပ်မှာအစုအဖွဲ့တွေကွဲပြဲသွားအောင်လည်းလုပ်မှာအိမ်အောင်လည်းဆိုအိမ်အောင်လေးတွေထိခိုက်အောင်လုပ်မှာဟုတ်ကဲ့မိသားစုတွေမှာမအေးချမ်းအောင်မပြေလည်အောင်လုပ်မှာအဲ့ဒါမို့ဆရာတို့ပြောတယ်ပယောဂကြောင့်စီးပွားရေးလူမှုရေးအိမ်တော်ရေးကျန်းမာရေးအခြေအရာရာထိခိုက်နိုင်တယ်ဟုတ်ကဲ့ပါဆရာပြီးတော့လေစီးပွားရေးဆိုတဲ့အထက်မှာလည်းမျိုးမျိုးရှိရယ်စိုင်းဖွင့်ထားတာလည်းရှိတယ်အွန်လိုင်းရောက်မှလည်းရှိမယ်နောက်ကိုယ်စားလှယ်ပေးအမျိုးမျိုးစီးပွားရေးဆိုတာမျိုးမျိုးရှိနိုင်တယ်ပေါ့နော်တချို့ကြားလို့ရှိရင်လည်းပေါ့နော်ရုပ်တရက်ကြီးစိုင်းတွေကရောင်းဝကောင်းနေရပေါ့ရောင်းကောင်းနေရနေပြီလုံးဝလူမွေတော့တာမျိုးအဲ့ဒါဆိုလေကျမတို့ကဒီခေတ်ဒီကာလအခြေအနေကြောင့်လူတွေကပတ်ဆက်မတုံးနိုင်တော့လို့ငါးဆိုင်ကိုလူမလာတာပါလို့လေတွေးတတ်တယ်ပေါ့နော်ဒါကျမရဲ့မိတ်ဆွေတယောက်ရဲ့အတွေးပေါ့နေဒါပေမဲ့ကျမတို့အပြင်မှာခီးသွားတဲ့အချိန်မဲဖြစ်ဖြစ်တခြားဆိုင်တွေမှာသူ့အနေနဲ့သူ customer နဲ့သူကတော့ပြည့်နေတာပေါ့နော်လူဆိုတာလုံးဝရက်သွားတယ်စီးပွားရေးတစ်ခါရက်သွားတယ်ဆိုရင်ရောဆရာဒါဆိုရင်စစ်ဆေးကြည့်တယ်လားဒီလိုပယောဂဒီလိုအောက်လန်းအတိုက်ရှိသလားစစ်ဆေးကြည့်တယ်သလားပေါ့နော်ဒါကျမရဲ့အမြင်ကိုပြောတာပေါ့ဆရာအဲ့ဒါလေးအကြံပေးကြည့်ပါအောင်ဒီလိုသမီးရဲ့တချို့ကြတော့ခေါင်းမာတဲ့အပိုင်းတွေရှိတယ်မိမိရဲ့ခေါင်းမာမှုဟာမိမိကိုပြန်ချိခိုက်မှမသိချိခိုက်လိုက်ကြတယ်ဟုတ်ကဲ့ပါစစ်ဆေးတင်လားဆိုဆရာတို့ကတော့လောကီပညာရှုထောင့်လောကီဆရာတယောက်အနေနဲ့စစ်ဆေးရမယ့်ဘိုင်းလိုပဲဆရာတို့ကတော့ဖြေမှာပဲအမှတချို့ကြတော့လေမလိုပါဘူးပေါ့တချို့ကြတော့ဒါတွေမရှိပါဘူးပေါ့အဲ့လိုမလိုပါဘူးမရှိပါဘူးဆိုရင်ကိုယ်ထိခိုက်တာပဲဘယ်သူမှမထိဘူးကိုယ်ပဲထိတာဆိုတဲ့အခါကျတော့ဒီလိုကပြောတယ်ရောင်းရတဲ့ကောင်းနေရနေရောင်းရတဲ့လုံးဝမလူမွင်တော့ထိုးကြသွားတယ်ပြောတယ်ဆက်အတွေ့အကြုံရလောကရဲ့ဆယ်စုနှစ်တစုအကျော်နဲ့အခုခေတ်နဲ့မတူတော့ဘူးဟုတ်ကဲ့လောကရဲ့ဆယ်စုနှစ်တစ်ခုအကျော်သွားဆိုရင်တို့အတိုက်တွေဟာမြန်းတယ်မြို့စီဝါကြအောင်လုပ်ဖို့အတွက်နှစ်ကာလပိုင်းခြားမဆောင်ပြီလားဘုံနဲ့တိုင်းကနေဖြစ်သွားနိုင်အောင်လုပ်တယ်အဲ့လိုဘုံနဲ့တိုင်းကနေဖြစ်သွားအောင်လုပ်ရင်လူတွေကသတိထားမိတယ်ဟုတ်ကဲ့ပါရှင်ပြီးခဲ့တဲ့လပဲငါဖိတ်တရားလောက်ဝင်နေတာဒီလ10 သိန်းတောင်မဝင်တော့ဘူးဆိုအရင်သတိထားမိသွားပြီဒါဆိုရင်များသောအားဖြင့်ဆရာတွေရှာကြပြီဆရာတွေမှစစ်ဆေးကြပြီကုသကြပြီရှင်းလင်းကြပြီဆိုတော့သူတို့ရဲ့လောက်ထားတာတွေကတတမခံအောင်ဖြစ်တယ်ဒီဘက်နောက်ပိုင်းကျတော့အဲ့လိုမဟုတ်တော့ဘူးဖြည်းဖြည်းချင်းအေးအေးချင်းတိုက်တာဟုတ်ကဲ့ဆရာရဲ့တွေ့ကြုံရဆိုရင်ဒီဘက်နောက်ပိုင်းမှာဟုံးနေနေကျသွားတယ်ဆိုတာတော်တော်ရှားတယ်ဒီလမှာသမီးကတလောက်ဝင်10 သိန်းဝင်နေနောက်လမှာ9 သိန်းခွဲလောက်ဝင်တယ်ဒါပေမဲ့သမီးအနေနဲ့မတည်မထားမိဘူးဟုတ်ကဲ့ဟုတ်9000လောက်ပဲကွာဟုတ်ကဲ့ဒါဖြစ်တတ်တယ်ပေါ့နော်တည်မထားမိအဲ့လိုမျိုးပေါ့10 သိန်းပတ်လေဝင်နေတော့မယ်နောက်တစ်လမှာ9 သိန်းပဲဖြစ်ဒါလည်းတည်မထားမိသေးဘူး10 သိန်းနဲ့9 သိန်းညာ10 သိန်းပတ်လေလို့ပဲပြောလို့ရမယ်ဟုတ်ကဲ့နော်ဝင်ငွေဘယ်လောက်ရှိလဲ10 သိန်းပတ်လေတော့ရှိတယ်ဒီလိုပြောနေတော့အဲ့ဒီကနေတစ်လကို9000ကျသွားတနေ့လောက်ဆိုတဲ့အချိန်မှာသမီး10 သိန်းဝင်နေရတာသမီး3 သိန်းလောက်ပဲဝင်တော့တယ်ဟုတ်ကဲ့အဲ့ကျတော့တည်ထားမိလားဗျဂျားထဲမှာလည်းစောင်းအောင်တော့စူးစမ်းပြီးတော့ရောင်းမှာပဲပေါ့နော်ရမလားနဲ့တည်ထားမိလာတဲ့အချိန်ကျတော့တော်တော်လုံနေပြီဝင်ငွေ10 သိန်းရနေပြီးတော့3 သိန်းဖြတ်သွားပြီ
တော်ကွာသွားပြီ ဟုတ်ကဲ့ တချို့ကျတော့10သိန်းကနေပြီးတော့9သိန်းလောက်ဖြစ်တဲ့အချိန်မှာသတိထားမိတယ် ဟုတ်ကဲ့ တေချာတော့10သိန်းကနေ7သိန်းလောက်ဖြစ်တဲ့အချိန်တော့ဘယ်သူမှသတိမထားမိသေးဘူး ဒါပေါ့ဆရာ ဟိုလက်ရှိအချိန်တွေကြောင့်လားလူတွေက ဒါဘေးเจ้าရာတွေတွေးမိ လူ တာ တွေကဟိုဘယ်လိုပြောမလဲစီဝါရေးတွေမြင်ကြက်တဲလာလို့လားမလိုဝယ်နိုင်လို့လားမသုံးနိုင်လို့လားဒီလိုမျိုးတွေးရင်းနဲ့10သိန်းဝင်ကနေ7သိန်းဖြစ်သွားတဲ့အချိန်ထိတာမန်လို့ပဲထင်နေတော့မယ် ဟုတ်ကဲ့ ဒါလူတိုင်းပဲ ဟုတ်ကဲ့ဆရာ 9သိန်းလောက်ဖြစ်သွားရင်တော့တချို့တလေသတိထားပြီးလာကြ ရိပ်မိလာပြီပေါ့နော် တန်ရရဝင်လာပြီ ဟုတ်ကဲ့ ဘာလို့မြန်လဲတသိန်းလောက်ဖြစ်လာရင်တော့စီဝါပြတ်သွားပြီလို့ပြောလို့ ပေါ့ ရ နော်ဆရာဟုတ်ကဲ့ နော်10သိန်းဝင်ရှိတဲ့အိမ်ကတစ်လောက်9သိန်းတော့ထောင်းဝင်ရှိမှာပဲ ဟုတ်ကဲ့ တစ်လောက်တသိန်းမဝင်ရင်ဒါစီဝါပြတ်သွားပြီ ဟုတ်ကဲ့ တစ်လောက်9သိန်းထောင်းဝင်ရှိတဲ့အိမ်ကတသိန်းမဝင်ရှိရင်ဘယ်လိုသွားရက်တည်မလဲဒါဆိုစီဝါပြတ်သွားပြီ ဟုတ်ကဲ့ပါ စီဝါရေးထိခိုက်လိုက်အိမ်တွင်းရလည်းမအေးချမ်းနိုင်တော့ ဒါပေါ့ဆရာဟုတ်ကဲ့မှန်ပါတယ်ဆရာဟုတ် ဘယ်တော့ပဲချစ်ပါတယ်ကြိတ်ပါတယ်ယူထားတဲ့ဇနီးမောင်နှံလေးပဲဖြစ်ဖြစ်စီဝါရေးထိခိုက်လိုက်အိမ်တော်ရေးထိခိုက်တာပဲ ဟုတ်ပါ စီးပွားရေးထိခိုက်လိုက်ရင်လူမျိုးရေးထိခိုက်တာပဲမောင်နဲ့နှမသားနဲ့အမိစီးပွားရေးထိခိုက်လာရင်ချိတ်တွေလည်းမကြည့်တော့ ဟုတ်ပါဆရာနေ့စဉ်စားစရိတ်နေစရိတ်အသုံးစရိတ်ကတို့ကနေတော့လေမကြည့် ဒီ ဘူး ဘက်နောက်ပိုင်းလိုက်တယ်ဟာအဲ့ဒါလိုဖြည်းဖြည်းလေးနဲ့မတိမတာလေးတိုက်ရတယ် ဟုတ်ကဲ့ ဆိုတော့မတိမတာတိုက်တဲ့အခါကျတော့သတိမထားမိကျတို့ဗမာကပေါ်မှာရှိတဲ့သတိမမူဘူးမမြင်သတိမူရင်မြူလေးတွေတော့မြင်ရတယ်သတိထားကြပါသတိထားဖို့လိုတယ် ဟုတ်ကဲ့ ကိုယ့်ရဲ့စီးပွားရေးဟာပုံမှန်ကနေပြီးတော့ချွတ်ချော်တိမ်မလာပြီဆိုရင်တတိထားတော့ ဒါပေမဲ့ဆရာပေါ့နော်ဒါကြတော့လေနောက်ကျမတို့ပြန်ပြီးတော့ညင်းခုံရရှိရကြတော့လေဆရာတို့ကဒီဖီးရလူဒီနယ်ပယ်တွေကသူမို့လို့ဒီအကြောင်းအရာကိုပြောတာပေါ့နော်ဒါကျမဆိုလဲကိုယ်ပိုင်စီးပွားရေးလုပ်နေရဖြစ်တဲ့အတွက်ဝင်ကောင်းတော့ဝင်နေလာပြီပေါ့အစားဝင်ရော့လာပြီဆိုခုနကဆရာပြောသလိုပေါ့10သိန်းလောက်မှ9သိန်းခွဲဖြစ်လာရဲ့ရှင်စဉ်းစားသေးရဲ့ကျမတို့ဆိုတတိထားပြီးနေရသူကျမဆိုလဲဒါလေးနဲ့ပတ်သက်ပြီးတော့တိတ်အလန်းဝေးရသူမဟုတ်တဲ့အတွက်တတိထားပြီးနေရသူတောင်မှဒီကခီးရသွားကြတာများလို့ထင်တယ်ပိတ်ရက်တွေများလို့လားဒါမှမဟုတ်ဒီလမှာတစ်ခုခုပေါ့နော်တခြားပွဲတော်တစ်ခုခုရှိလို့ထင်တယ်အဲ့လိုမျိုးကျွန်တော်တို့တွေးကြသေးရဲ့ပေါ့နော်ပြီးတော့နောက်တစ်ခုကျတော့လေကျွန်တော်တို့စီးပွားရေးသမားကြီးဆိုတာလေလက်တွေ့တွေကိုမှကျွန်တော်တို့လက်ခံကြတာဟုတ်ခုနကဆရာပြောတော့တသိန်းလောက်မှာတော့ကျွန်တော်တို့လက်ခံနေရပြီကျွန်တော်တို့ဘယ်လိုလုပ်တာမကောင်းလာတော့ဘူးဆိုတော့ကျွန်တော်တို့သိနေပြီပေါ့နော်အဲ့ဒီချိန်မှာလေသူများလောက်ထားတာရှိလို့ရှိရင်လေတော်လေးခီးရောက်နေတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ကျွန်မခုနပြောသလိုပေါ့နော်ဟိုကျွန်တော်တို့အနေနဲ့ကြတော့လေ risk တွေမျိုးမျိုးယူပြီးတော့စဉ်းစားကြတာပေါ့လေချို့ကြလေဆရာပြောလို့ခေါင်းမာတာပေါ့နော်ကျွန်မလည်းအဲ့လိုမျိုးစမ်းတက်ခဲ့တဲ့အချိန်တွေရှိတယ်ပေါ့ဒါပေမဲ့ခုဆိုတာကြီးလေဒါလို့လေကျွန်တော်တို့မတွေးချင်ဘာကြောင့်လဲဆိုတော့ဒီအတွေးရဲ့နောက်မှာကျွန်တော်တို့ငရဲကြီးရဲ့ဟိုလူလားဒီလူလားဒါကြောင့်လားဟိုတာကြောင့်လားပေါ့နော်ဆိုတော့အဲ့လိုမျိုးပိုင်းလေးလေကျွန်တော်တို့မှာပြန်ပြီးတော့ဒါတာမန်လူဖြစ်တဲ့အတွက်ကျွန်တော်တို့မှာပြန်ပြီး risk လေးတွေရှိတယ်ပေါ့ဆိုတော့ဆရာအနေနဲ့ပေါ့နော်ဒီချက်ပို့ပြီးတော့နည်းနည်းလေးပျောကားတို့အောက်လန်းတို့စီးပွားရေးမှာအတိုက်ရှိနေပြီဆိုလို့ရှိရင်ဒီချက်ပို့ပြီးတော့လူတွေပိုသတိထားလို့ရပြီ sensitive ရလို့ရမယ် risk ယူလို့ရမယ်အားလေးဖြည့်လို့ရှိရင်လည်းပြောပြပေးပါလားကိုယ့်ဘာသာကိုစစ်ဆေးလို့ရမှာမျိုးလေးပေါ့နော်ဆရာ ဆရာခုနပြောသလိုသတိမူရင်မြူလေးတောင်မြင်တယ်သတိထားပြီးနေတဲ့သူတယောက်တော့ကိုယ်ပြောကတိုက်ခိုက်ခံနေရပြီလားဆိုတာအနည်းငယ်တော့အရေးအမြတ်တော့သိနိုင်တယ် ဟုတ်ကဲ့ ဆိုကြပါစို့သမီးရဲ့ဒီနေ့ခေတ်မှာယောက်ျားမိန်းမမဟုတ်ဒန်းလူစီဝါရှာနေကြတာ ဟုတ် ရောက်ကန်ကြတယ်ကြိုးစားကြတယ်ဒီဘက်ခေတ်လူငယ်တွေပို့ဆိုးတယ်ချစ်ကာလာသားသမီးတွေအရန်ဘယ်လိုပြောအသိဖြစ်တယ်အရန်တက်ကြွနေရှာကြဖွေကြစီဝါရေးလောက်ကြတယ်ဆိုတော့ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့အနေထားကိုကိုစမ်းစစ်အရန်တက်ကြွနဲ့စီဝါရေးလုံနေရင်ဒီမိအဲ့ရဲ့အကျိုးကျေးဇူးကတော့ခံစားရတာပဲ အပေါ်အားဆိုင်တော့မရှိရင်အရွေးတော့ရှိရမယ်လေ ဘုရားအကျိုးဆိုတော့ခံစားရတာပဲနော်အဲ့လိုမျိုးပဲကိုကအရန်တက်ကြွလုံနေတဲ့လူတက်ကြွအလုပ်ဆိုလို့တက်ကြွတဲ့လူဟာလှုပ်ချင်းတွေမရှိဘူးဒီနေ့လှုပ်ချင်းတွေမရှိဘူးထားလိုက်အောင်တရက်တလေနောက်နေလေစိတ်တွေမကြည့်ဘူးတို့လည်းအာရုံမရောက်ဘူးဒါဆိုရင်သတိထားမိရဲ့သတိထားမိနိုင်တယ် ဟုတ် သ ကဲ့ တိထားလေဘာကြောင့်အလုပ်လုပ်ချင်တယ်မရှိတာလဲအလုပ်လုပ်တဲ့စီးပွားရှာတယ်ဆိုတာဘာလုပ်ဖို့လဲ ကျွန်တော်သုံးဖို့ ငွေလိုလို့မဟုတ်ဘူးငွေလိုချင်လို့ငွေရမယ့်အလုပ်ကို
ပြောသေးဖြစ်စီမပြောသေးဖြစ်စီလောက်ကြတာငွေလိုချင်လို့ငွေရရင်ပြောလာတာပဲ ဟုတ်ပါတယ် ဟုတ်တယ်နော်အဲ့တော့ဒီအလုပ်ကိုငါစိတ်မဝင်သားဘူးဒီနေ့တော့စိတ်မပါဘူးရတယ်တရက်လောက်ရတယ်အုံနောက်ကိုအနာပေးခန္ဓာကိုအနာပေးတပတ်လောက်ဆိုမဟုတ်တော့ဘူးတချို့ရှိတယ်ဒါလည်းစိတ်မဝင်သားတော့ဘူးဘယ်တော့ပဲယုံကြည်ရတဲ့မန်နေဂျာတွေအလုပ်သမားတွေရှိတော့လဲကိုယ်တိုင်မဦးစီးရင်အလုပ်ကရှင်းမရဘူး ဒါပေါ့ဆရာ ဆိုတော့ကိုယ့်ရဲ့စိတ်အခြေအနေကိုပြန်ဆန်းစစ်ငါပုံမှန်ဟုတ်ရဲ့လားလေးလံထိုင်းမိုင်းနေသလားစိတ်ရလေစိတ်ညစ်ညူးနေလားအကြောင်းအရာမရှိဘဲနဲ့စိတ်ညစ်စရာမရှိစိတ်တော့ရောက်စရာမရှိဘဲနဲ့စိတ်ကမှိုင်တွေတဲ့အချိန်ရှိတယ်ဒီလိုပြောကတိုက်မိရင် ဟုတ်ကဲ့ မှိုင်တွေလာတယ်စိတ်ညစ်ညူးလာတယ်ကျတို့ဟိုနေသားတွေကနေတော့မိုးအုပ်သွားသလိုမျိုးကြီးလွန်လွန်ဆွေးဆွေးကြီးဖြစ်သွားတယ်ပုံမှန်မဟုတ်တော့ဘူးပေါ့မလန်းဆန်းတော့ဘူးမတက်ကြွတော့ဘူးဒီလုံးနဲ့ပတ်သက်ပြီးအမြဲတမ်းအကြံဉာဏ်အသစ်တွေထွက်နေတဲ့လူဟာစဉ်းစားလို့မရတော့ဘူးဒါမှအသေးအသေးအတန်စဉ်းစားလိုက်ရင်ခေါင်းကိုက်လာတယ်ဆိုကြောတွေတက်လာမယ်ဆိုဒါဆိုသတိထားမိနိုင်တယ် ဟုတ်ကဲ့ဒါမျိုးရတို့လည်းဖြစ်ဘူးရပါတော့ဒါဆိုကျွန်မဆရာစီမှာတစ်ခါတော့လာစစ်ပါ ဆိုတော့ဒုတိယတစ်ချက်အနေနဲ့တောင်းတောင်းစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ဟိုခေါင်းမမာသင့်သို့သောဥပဒေကြောင့်လည်းဥပမရောက်ခြင်းအရင်တိုက်ဆိုင်မှုတွေဖြစ်လာပြီဆိုရင်စစ်ဆေးကြည့်တဲ့နာသို့သောဆရာလုပ်သူဘယ်ဆရာပဲဖြစ်ဖြစ်ပေါ့ကိုသွားစစ်တဲ့ဆရာလုပ်သူပြောသမျှလည်းမယုံနဲ့ ဟုတ်ကဲ့ပါဆရာ ကိုယ့်ရဲ့လက်ရှိဖြစ်နေတဲ့အခြေအနေနဲ့တိုက်ဆိုင်စစ်ဆေးကြည့် ဟုတ်ကဲ့ မှန်ရင်တော့လက်ခံပေါ့ ဘာတချို့ကြလဲဆရာတွေ့ရတဲ့ကိုကအရင်အကုန်ပြောတာ ဒါကတော့ကိုယ်တိုင်နဲ့ကိုယ်ကနော်ဆိုတော့ဥပမာဆရာတို့ရှိလာတယ်ပေါ့သမီးလာစစ်ချင်မယ်ဟာသမီးပြောကစစ်ချင်လို့ပါဟုတ်ပြီဆရာတို့စစ်စီပြီမယ်ဒါတွေပြောလိုက်လို့သမီးဖြစ်နေတာဆရာပြောတယ်သူ့နေတယ်ဆိုရင်လက်ခံရမှာလေ ဟုတ်ကဲ့ သမီးလုံနေကြတယ်ဆရာလိုက်ကြည့်နေတော့တစ်မျိုးပေါ့ ဟုတ်ကဲ့ အဲ့တော့အဲ့လိုမျိုးကိုယ့်ရဲ့အုံနောက်လေးနဲ့တိုက်ဆိုင်စစ်ဆေးပြီးတော့အချိန်မလွန်ခင်ရှင်းနေတာစစ်ဆေးတာကုသတာမျိုးလုပ်တင်တယ်တစ်ဆက်တည်းပြောလို့တာကအထက်လန်းဆရာတွေပြောကောက်ကူတဲ့ဆရာတွေအများကြီးရှိတယ်ဆရာတွေအနေနဲ့လည်းရင်ကုန်နှုတ်ပိတ်မနေကြဖို့လိုတယ်တတ်နိုင်သမျှလက်လန်းမိသမျှပြောပေးနေရမယ်ဒီအခါမှာအတိုက်ခိုက်အတွန်းတိုက်တွေရှိမှာပဲယုံကြည်တဲ့လူကလည်းယုံသလိုမယုံတဲ့လူကလည်းမယုံသလိုလာမှာပဲဒါကြီးကိုစိတ်ထဲထည့်ပြီးတော့ငါ့ကိုပြောမှဆိုလို့ဒါမျိုးတော့တိတိရဲ့နဲ့ငါတို့မပြောဘူးနှုတ်ပိတ်နေလိုက်ရင်ကိုယူထားတဲ့ပညာအပေါ်ကိုယူထားတဲ့ဂိုင်းကနာအပေါ်သစ္စာဖောက်တာပဲဒါဆရာရဲ့အယူအဆ ဟုတ်ကဲ့ပါ လက်လန်းမိသမျှတော့ပြောပြရမယ်ကိုမကောင်းပြောမနာလို့တိုက်ခိုက်လဲတိုက်ခိုက်ပါစီဗောဘာဖြစ်လို့ဗဇက်နဲ့ပြောတာပဲဟုတ်တယ်မလားဘယ်သူမှလာပြီးချောင်းမရိုက်ဘူးဟာဒီစီကဘာတွေပြောနေမှမသိဘူးဆိုဒါပေမဲ့ဘောင်ထဲကတော့ပြောပေါ့ ကျွန်တော်ကငါမဟုတ်တဲ့လူတယောက်ကိုယုံလိုက်တင်ရဲ့လားဆိုတာကျွန်တော်တို့ရဲ့ဒါကြီးမားသောစိန်ခေါ်မှုဖြစ်ပါတယ် သမီးဆရာတို့စစ်တယ်လို့ခွဲပြတယ်ဆိုရင်သမီးမှရှိလို့ပဲလေဆိုကြပါလို့အဲ့ဒါလိုဖရားတရားလို့ငါးပါးဒီလာမြင်ဖရားတရားလုံးနေတဲ့လူကိုတိုက်ရင်100မှာ80လောက်ပဲထိတယ်ပေါ့ ဟုတ်ကဲ့ပါ အစိုးတွေဟာ10ခုမှာ9ခုလောက်ပဲကြုံတယ်ပေါ့